ဒီနေ့တော့စုကီကြော်နီလေးလာလုပ်ပြမယ်နော်စုကီကထိုင်းမှာပြုတ်နဲ့အကြော်နဲ့ဆိုပြီးနှမျိုးစားကြတယ်ပေါ့နော်ခုစုကီကြော်အတွက်တော့ကျမကတော့အိမ်မှာရှိတဲ့ဟာလေးနဲ့ပဲလုပ်ထားတယ်ပေါ့နော်ပဲကြဆန်ရဲ့အမူရဲ့ဝတ်သားရဲ့ပဲထည့်ထားတယ်အသီးရွက်တွေရှိတော့အသီးရွက်တွေထည့်ပိုကောင်းတယ်နော်ကျမတို့ကအမူနဲ့ကျဦးနဲ့ကိုအရင်ဆုံး ready made suki sauce လေးနဲ့နေထားမယ်နော်နဲ့ပြီးတော့မှဝတ်သားနှက်ထားတာကိုထုတ်ထားမယ်ပေါ့နော်ပြီးတော့ကျမတို့ကစီမင်းလေးနဲ့ဝတ်သားကိုလိတ်ဝတ်သားကကျမအရသာမနည်းကတည်းကနှက်ထားပြီးသားမလို့လေတိတ်အကြာကြီးကြော်စရာမလိုခဏဆိုရင်ကျမတို့ကျဦးနဲ့အမူတွေဟာကိုအပေါ်ကနေတင်ပြီးတော့အုပ်လိုက်ရုံပဲပေါ့နော်အဲ့ချိန်မှာမီးကအေးအေးလေးနဲ့ပဲတင်ရမယ်ကျဦးအရင်ကျက်တော့မှဆိုလို့ပေါ့နော်မဟုတ်ရင်မီးပြင်းနေဆိုရင်ကျဦးအရင်ကျက်သွားရင်ပဲကြဆန်နေအမူတွေကမကျက်သေးပဲဖြစ်နေမှာပေါ့ပြီးတော့အရသာအတွက်ခယူးစီဘဲငတ်ပြန်ရေးစားတကြားငရုတ်ကောင်းအဲ့ဒါပဲထည့်မယ်နော်ပဲကြဆန်နဲ့အမူနဲ့လည်းအီလေးဖြစ်ပြီးကြောက်ကလည်းကျက်ပြီးဆိုရင်စားလို့ရပြီပေါ့စုကီကြော်လောက်တာလေအဓိကလိုအပ်တာစုကီ sauce ရှိဖို့ပဲလိုတယ်နော်တတာပါရှင့်